နောက်ကနေပြီးလက်အုပ်ချီညီညီလေးဆိုကြအနန္တ၅ပါးကိုရှိခိုးပါ၏ဖျားအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဘုန်းကြီးတို့လူမိုက်လန်းဆုံးဒုက္ခတုံစပဲပြိတ္တာလူမိုက်လန်းဆုံးဒုက္ခတုံဆိုတာတခြားမဟုတ်ပါဒီကလည်းစလို့နောက်ပိုင်းနာရရင်လည်းသိမှာပါစောစောကလည်းပြောပြီးသားဖြစ်နေပါကျွတ်တော်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးတက်တော်ထင်ရှားရှိတော်မူစဉ်အခါသာဝတိမြို့ကောသလမင်းကြီးအုပ်ချုပ်ခဲ့တဲ့ကိုကောသလမင်းကြီးအုပ်ချုပ်တဲ့သာဝတိမြို့တွင်မှာကောသလမင်းကြီးရဲ့ထံမှာအမြဲတမ်းခစားနေတဲ့ပရောဟိတ်ပုံနာကြီးအန္တကပုံလေးမကြီးကမန္တာလီမှတ်ထားနော်ပုံနာကြီးကအန္တကပုံနာကြီးပုံလေးမကြီးကမန္တာလီပုံလေးမကြီးဘေးလာကြီးပုံနာကြီးကဘယ်လိုတော့ပုံလေးမကြီးကမန္တာလီပုံလေးမကြီးဒီလိုနေ့စဉ်နဲ့အမျှဆိုသလိုမင်းခစားဘဝနဲ့ဘယိထံသွားပြီးတော့ခံစားနေခဲ့ရဒီကနေ့တော့ထူးခြားချက်တစ်ခုရှိတာရှိဆိုတရားနာပရိသတ်ကြီးမန္တလေးပုံလေးမှာကြီးမှာတန်လီခလာတဲ့ကလေးကလည်းစိုးရနဲ့ခံမိဒီကလေးအတွက်နဲ့ပတ်သက်ပြီးတော့တရားနာပရိသတ်သာသမီများမိုက်တယ်လိမ္မာတယ်ဆိုတဲ့နေရာမှာမိခင်များသည်အတွင်းသည်လို့ခေါ်ပါတယ်ပြည်သားချင်းမိခင်များကပါသည်လင်သားနဲ့တပါးသောလူတွေကအပြင်သည်ဒီကြောင့်မှတရားနာပြည်သားဒီကလေးတန်တီတီးလာတဲ့ကလေးကြီးစောရနဲ့ခံမိလာတယ်ဆိုတော့ဇာတိပฏิတန်တီတဲ့ကူကဖြစ်ပေါ်လာခဲ့တယ်ကိုတချို့ကြတော့မိခင်များသမဏချင်းချင်းဆိုတာဖြစ်တတ်ပါတယ်သူတို့ရဲ့မွေးဖွားမဲ့သားသမီးရဲ့နမိတ်တွေပေါ့အချို့ကျတော့ဖားစိစားခြင်းနဲ့ငါးစိစားခြင်းနဲ့သူများတဲ့တတ်ခြင်းနဲ့ပြတ်တူခြင်းနဲ့ယုံလိုက်ခြင်းနဲ့ဒီချင်းချင်းတွေဖြစ်လာတော့ငါသားလေးမွေးဖွားလာရင်တငါသည်လေးဖြစ်မလားမုတ်ဆိုးလေးဖြစ်မလားဟဲ့မိခင်ကသိတယ်ချင်းချင်းကမိခင်ဖြစ်တာကိုတချို့ကျတော့လေတရားနာပြီးသားသူများလေချောင်းလေးဖောက်တော့ရှင်သူများလေချောင်းလေးနဲ့ခြေဆွဲခြင်းအဲ့ဒါလိုချင်းချင်းတွေဖြစ်လာတော့ငါသားလေးမွေးဖွားလာရင်ပန္ဒုလစစ်သူကြီးဖြစ်မလားဟဲ့ဘိုးမှုဘိုးချုပ်သူရဲကောင်းကြီးဖြစ်မလားဟဲ့အတွင်းသည်မမွေးဖွားခင်ကတည်းကသိရလို့မိခင်များကိုအတွင်းသည်လို့ခေါ်သည်တချို့ကျတော့ဝါဝမြင့်ရှိခိုးခြင်းနဲ့ဖျားဘူးလဲခြင်းနဲ့တန်ဃာတို့ဆုံးပင်ကတ်ခြင်းနဲ့ပေတရားနာခြင်းနဲ့သင်္ကန်းလူခြင်းနဲ့ကြောင်းဆောက်ခြင်းနဲ့ဒီချင်းရင်းတွေဖြစ်လာတော့ငါမွေးဖွားမဲ့သားယောက်ျားလေးဆိုရင်သင်္ကန်းဝတ်လိမ့်မလားမင်းကလေးဆိုရင်အိမ်တော်မပြူပဲနဲ့သီလရင်လေးများဝတ်လိမ့်မလားဖယားလက်ထက်ကဆိုရင်ယဟန်မိမ့်မများဝတ်လိမ့်မလားဒီလိုပေါ့မှန်ရအတွင်းသည်ဒါပတိခုခေတ်ချင်းချင်းတွေကြတော့ဝေဖန်မှုခက်သွားပါပြီခက်ဘူးလားပြိဿရှောက်သီးတို့မကြီးသီးစိမ့်တို့သံမယာသီးတို့ဒါကြဆေးလိမ့်မိစာကောင်းပူဝအေးဝတို့မြေကြီးကဲတို့ဘုန်းကြီးပြောမကောင်းလို့ရှော့ထားတာဒါပတိကုန်ပါပြီဟုတ်တယ်ခုခေတ်ချင်းချင်းတွေအခုခေတ်ချင်းချင်းတွေကတော့ချင်းချင်းတူးတူးခါးခါးတောက်ဒီချင်းချင်းတွေဖြစ်နေကြတဲ့ကိုကဘေးမမင်းနဲ့ဘိုက်ထဲလမ်းတရဲဆိုတာရှင်းနေပါသည်ချင်းချင်းကိုဝေးတိုင်းမှန်လားပြိဿကြီးသူကတော့ဓမ္မတာချင်းချင်းမဟုတ်တော့ဘူးတရားနာပြိဿကောင်းကင်နမိတ်တွေပြဘယ်လိုနမိတ်တွေပြသလဲကောင်းကင်တစ်ပြင်လုံးအယောင်တွေတောက်တိုင်းပြည်တွင်မှာရှိတဲ့လက်နဲ့ပေါင်းစုံမှန်သမျှအကုန်လုံးအယောင်တောက်ညအခါဖြစ်တော်လဲပဲဝင်းထိန်တို့ကြောက်ခမန်းလေးကြီးဒီနမိတ်တွေပြစောရနှခမိနေတဲ့တင်ကူလီမလာအလောင်းကြီးဖွာတာကိုဒီထဲပုံလေးမကြီးက
မျက်စိကလေးဖွင့်ကြည့်လိုက်အလင်းရောင်တွေလည်းမြင်လိုက်ရောပုံနိုင်ကြီးဘာလို့လာမကြနဲ့မီးလောင်ပုံမီးတော့ရမ်းလောင်နေတာမနဲ့ဘာမှမသိပဲနဲ့နေဟုတ်ငါထွက်ကြည့်သားမယ်အလင်းရောင်တာမီးရောင်မဟုတ်ဘူးထွက်ကြည့်လိုက်တော့တရားနာပိဋကကောင်းခင်ကြည့်လိုက်တော့ခါအလိုဖယားကြည်စားငါပုံနေမကြီးမှဖွားမြောက်မဲ့သားလီစိုးရနဲ့ခတ်မိနေပါဗောလားသို့တော်လေတယောက်ထဲလားအများကြီးလားဟဲ့ကြည့်လိုက်တော့တယောက်ထဲအပေါင်းအသင်းမပါတို့ပါတော့လေစိုးရနဲ့ခတ်မိနေပါသဖြင့်ရွှေလုံးမိဘကို तू နှိမ့်ဆက်ညှဉ်းပန်းမလားမနှိမ့်ဆက်မညှဉ်းပန်းဘူးလားဆိုတာကြည့်လိုက်ဟဲတော်သေးရဲ့ရွှေမျိုးမိဘတော့မညှဉ်းဆဲဘူးမညှဉ်းဆဲဘူးဆိုပြီးတော့ဒီသားလေးဖွံ့ဖြိုးလာတဲ့အခါကျတော့ရွှေမျိုးမိဘကိုမညှဉ်းပန်းမနှိမ့်ဆက်လို့သူ့နာမည်လေးမှဲ့လိုက်တော့ဟိန္ဒကဟိုဗျပြေးလာကြည့်ပါလေတို့ဟိန္ဒကဆိုတာပါဠိမြန်မာလိုပြန်တော့မောင်မညှဉ်းဆဲလေးပေါ့ဗျာကဲပြေးသားကြီးမောင်မညှဉ်းဆဲလေးဖွံ့ဖြိုးပြီဗလားမောင်မညှဉ်းဆဲလေးဖွံ့ဖြိုးပြီးတဲ့နောက်ဖြစ်ပါဘူးလေတညလုံးအလင်းရောင်တောက်တဲ့ကိစ္စဘယင်ကြီးလေစက်တော်ခေါ်လို့ပြောတော့ကျူးမယ်မဟုတ်ပါဘူးအထုသဖြင့်ဖွံ့ရောက်တဲ့သားငါသွားပြီးတော်ဥတင်လေမဘယ်ထံသွားဟောမင်းဆရာကြီးခမရမျောနေတာအတော်ပဲဗျမလားပါဗျာကိုတော်ကြီးညာကစက်တော်ခေါ်ပြောတော့ကျူးတော်မူပါရဲ့လားဗျာအေးလေအိတ်မပြောလို့မျောနေတာဘောပုံသားကြီးရွှေနန်းတော်တွင်ရှိတဲ့လက်နဲ့ဘောင်းစုံအယောင်တွေတောက်ပြီးတော့ကြောက်ခမန်းလေးပါပဲပုံသားကြီးအကြောင်းများထူးသလားမှန်လားပါထူးပါဗျာလက်နဲ့ဘောင်းစုံအယောင်တောက်ချင်းရွှေနန်းတော်တွင်ရှိသောလက်နဲ့များတွင်သာမကတပြေလုံးရှိတဲ့လက်နဲ့တွေအယောင်တောက်ပါဗျာအဲ့ဒါဘာကိစ္စလဲဗျမှန်လားပါဗျာဒီကိစ္စကတော်ဥတင်ရတော့မှာပဲဗျာဖယားကျွန်တော်မျိုးကြီးဤပုံလေးမကြီးမန္တန်ဒီမှာခွားမြောက်သောသားတယောက်ဒီစိုးရနဲ့ခမိနေလို့ပါဗျာလူဆိုးသခုလူသားကောင်ကြီးဗျာဒါကြောင့်စောစောစီးစီးဖွားမြောက်ပြီးရဲ့ဖြင့်ကွန်းမြင့်လိုကကွန်းမြင့်နိုင်အောင်လာပြီးတော့တော်ဥတင်ရခြင်းပါဗျာတတ်ချင်တတ်ပါတဲ့ဟဲ့ငါကြီးများမှတ်သွားကြစမ်းကွဒီတော်လောင်းတော်တို့မှတ်သွားကြစမ်းကိုသားပဲသေတချင်လို့တတ်တချင်လို့လားလို့ဆိုတော့မဟုတ်ဘူးဒါပဲဒီခုပြောနေပြီဘာလို့ပြောတော့လူဆိုးကြီးရဲ့အဖေအခေါ်ခံရင်မဟဲ့မင်းတို့ဖေးဒီလူဆိုးကြီးရဲ့အမေအခေါ်ခံရင်မဟဲ့ဘယ်သူသားလေးဖြင့်ဆိုလိုက်တာဘယ်သူသားလေးဖြင့်မျက်စိနဲ့ကြည့်ရတာအကျိုးမတည့်ပါဘူးအဲ့လိုပြောတာကိုမင်းတို့မိပါတယ်လေဘယ်သူမှခံရင်ကြလိမ့်မည်မဟုတ်မင်းကလေးများလည်းထုံနေ၎င်းဟဲ့မလေးဘသူသမီးလေးကယဉ်ကျေးလိုက်တာသိမ်မွေးလိုက်တာဆိုရင်မိဘများပြုံးနဲ့ဂုံယူကြဟဲ့ဒီလိုမှမဟုတ်ဖ ೇನೆ အိုးသူသမီးကပြန်တာလွန်နေတာဟဲ့အဲ့ဒီလိုဆိုရင်မိဘများကမျက်နှာမလာဘူးခဲ့ဒါကြောင့်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်လူဆိုးတခိုးရဲ့မိဘလို့ဘယ်သူမှအခွန်မခံရင်ရကြည်လေခုတရားနာပြေးတာစောစောစီးစီးကွမြင့်လူကကွမြင့်ပါဟဲ့ပုံနာကြီးတယောက်ထဲလားအပေါင်းအသင်းနဲ့မှန်လားပါဗျာအပေါင်းအသင်းမပါတယောက်ထဲပါဗျာဟဲ့တယောက်ထဲလားဆိုရင်ဖြင့်ပုံနာကြီးတယောက်ထဲလားဆိုရင်ဖြင့်ငါဘရင်ကိုတလမမှုတော့ပါဘူးသူ့ခွမ်းရောက်ပြီးရင်တက်ကတူလာပို့လိုက်ကဲပုံနာကြီးအိမ်ပြန်လို့ဆိုပုံနာကြီးအိမ်ပြန်သွားပြေးသားကြီးပုံနာကြီးပဲပြန်သွားတော့ပြန်သွားပြီးတဲ့နောက်သားကလေးဥမမဲဇာမမြောက်ကနေပြီးတော့စောင့်ရှောက်ပြီးတော့လာခဲ့ပညာသင်တဲ့အရွယ်ကလေးရလာတော့တက္ကသိုလ်တိုင်းပြည်ပို့တက္ကသိုလ်တိုင်းပြည်ပို့တာတောင်တရားနာပိဋကကျွတ်တို့အန်တေဝါသီကတပိအတွင်းနေတပိဖြစ်နေပို့လိုက်ကျွတ်တို့ခုခေတ်လို့ဆိုရင်ဘုန်းကြီးကျောင်းလို့ဆိုရင်ကျောင်းအိတ်ကျောင်းစားပေါ့
အခုခမရတို့မျိုးတွေမှာဆိုရင်လောကီပညာနဲ့ပတ်သက်လာတော့ဘောဓာကျောင်းဆောင်တွေနေသလိုထင်ပါရဲ့သို့တော်လည်းပဲနည်းနည်းလေးထူးခြားနေတာကတက္ကသိုလ်ဆရာကြီးရဲ့ထံမှာရောက်လာတဲ့ကျောင်းသားအပေါင်းအဲ့ဒီကျောင်းသားတွေကိုတက္ကသိုလ်ဆရာကြီးထံမှာပညာသင်တဲ့တတ်နိုင်သလိုရှင်ဘုရင်သားတို့ရှင်ဘုရင်သားမင်းသားပေါ့လေတထေသူကျွတ်သားတို့အဲ့ဒီကဲဆိုကျောင်းသားပေါင်းစုံရောက်လာကြတဲ့အချိန်ခါမှာတချို့ကြတော့လည်းမိမိတို့တတ်နိုင်သလောက်ဘယ်၍ဘယ်မျှဆရာကိုရောက်ချင်းပူဇော်တချို့ကြတော့လည်းပဲတက္ကသိုလ်ကျောင်းကပညာစုံလင်လို့ပြန်တဲ့အချိန်ကြမှာပူဇော်တရားဆရာအဝတ္ထုပစ္စည်းတွေနဲ့ပူဇော်အမျိုးမျိုးပူဇော်ပြီးတော့တတ်နိုင်တယ်လို့ပညာကိုခုံမိကြအဟိန္ဒကကြတော့ဆရာကြီးသူများလို့လဲဝတ္ထုချင်းငွေတွေတင်းပြီးတော့ပုံပြီးတော့မလှူနိုင်ပါဘူးဟောဒီသားလေးအဟိန္ဒကအားအစစအရာရာဆရာကြီးနဲ့အိမ်မှုကိစ္စအဝဝခိုင်းစေပြီးတော့ပညာများတက်မြောက်အောင်သင်ပေးလိုက်ပါတော့ရှင်းပြောရရင်တော့ကျွန်းစရင်သွင်းပြီးတော့ပညာအသင်ခိုင်းလိုက်တယ်လို့တရားနာပြိတ္တာစောရလက်ခမိလာတဲ့သားဆိုတော့သူများတဲ့နှိမ့်ချပြီးတော့ကိုယ်တက္ကသိုလ်ပို့လိုက်ဒီလိုတက္ကသိုလ်ပို့တော့ဆရာကြီးကလည်းရထားတဲ့ဆရာကတော်ကခန့်ငယ်ငယ်အဟိန္ဒကနဲ့ဆိုတော့မောင်နှမအရွယ်ကိုပြိတ္တာမောင်နှမလို့လည်းခင်မင်ညတရင်တနည်းပေါ့ဆရာကတော်ကလည်းမောင်လေးအဟိန္ဒကကလည်းမမမောင်လေးမနဲ့ဒီလိုတရင်တနည်းကြီးနေပြီးတော့လာခဲ့ကြတက္ကသိုလ်ဆရာကြီးကလည်းပညာများစုံလင်အောင်ကျောင်းသားများဘောင်းစုံကိုအကုန်သင်ပေးလိုက်တော့လည်းပဲအဟိန္ဒကသူများတဲ့ထူးခြားချက်ရှိဒါကုတ်လန်တို့အမျိုးမျိုးသောပညာတွေသင်ကြားပေးလိုက်သင်ကြားလို့ကျောင်းသားချင်းပညာဆက်ရတဲ့အခါကျတော့ဒါကုတ်လန်တို့အမျိုးမျိုးသောပညာရတ္တိအဟိန္ဒကကအနိုင်ရအဟိန္ဒကအနိုင်ရတော့ကျောင်းသားများလည်းစောင်းထိုးလာပြီပေါ့ပိဒါကြီးကိုထက်တာတော့ဗါတဲ့ကိုထက်တာမနာလို့ပုထုဇဉ်တွေမှာဖြစ်တတ်တဲ့သဘာဝအဟိန္ဒကမင်းကတို့ထက်တာတယ်ဆိုပြီးတော့ပညာကုံမောက်သလားကွာဟေးအဟိန္ဒကမောင်းနေအောင်ဘောကွာဘယ်လိုပဲပညာကုံမောက်ပြီမယ်လို့ဟေးတို့ကတထေးပညာကွာသူရွှဲ့သားပညာကွာမင်းသားပညာကွာမင်းပညာကအခါချင်းငွေပေးပြီးတော့သင်နိုင်တာမဟုတ်ဘူးကျွန်းစရင်သွင်းပြီးတော့ပို့ထားတာကိုမင်းကဆရာကြီးနဲ့ဆရာကတော်နဲ့ရင်းနှီးလို့အထင်မကြီးပါနဲ့ကွာဟဲ့အဟိန္ဒကမင်းပညာကျွန်းပညာကွာညှိုးဖွဲ့လာကြဖွဲ့ဘူးလားပြိဿကြီးအဲ့ဒီလိုအညှိုးဖွဲ့ပြီးတော့လာခဲ့ရမှာတနေ့တစ်နေ့ကြတော့ကျောင်းသားတွေကစာသင်ခန်းမှာစုံစုံလင်းလင်းဒီလိုစုံစုံလင်းလင်းဖြစ်ပြီးတော့နေတဲ့အခရတဆရာကတော်ကဟိန္ဒကရေမောင်လေးမမရေချိုးမယ်ကွယ်ရေခင်းသားမအိုးအဝတ်လျှော်သားမအုံနဲ့အဆက်ရှိသဖြင့်ရေချိုးကန်းနဲ့ခေါ်ပြီးတော့ခိုင်းတော့အဟိန္ဒကစာသင်ခန်းကျောင်းသားတွေစုံတော်လဲပဲသူမရောက်လာဘူးပေါ့မြင်ပြီးကျောင်းသားတွေကဟေးတို့နဲ့ဆရာကြီးကဟောဒီစာသင်ခန်းမှာစုံစုံလင်းလင်းกว่าမြင်ရလားအဟိန္ဒကနဲ့ဆရာကတော်ရေချိုးကန်းနဲ့နှစ်ယောက်တည်းဆရာကတော်လေးကခန့်ငယ်ငယ်กว่าဒီကောင်ငရိုးပေါ်ပညာကုံမောက်ထားတဲ့ကောင်ဘယ်နဲ့တို့ဟိလဲတယ်လို့တော့ရှုပ်ကြစို့စနေနာမိစားတွေကလောင်ကြတော့မယ်ပေါ့လေ
လဲတယ်လို့တော့ရှို့ကြစို့ကွာဟေးဆရာကြီးကမင်းကပြောတတ်တယ်လဲတယ်လို့သာကြည့်ပြောဆိုတဲ့အတိတ်ပဲမျက်စပ်ပြစ်ကြတယောက်နဲ့တယောက်မျက်နှာရိပ်ပြပြီးတော့ပြောကြပြီဆရာကြီးဟေးဘာတော့ကွာအိုးဘာတော့လုံးနဲ့ဆရာကြီးရဲ့ကျင်တော်တို့နဲ့ဆရာကြီးကဟောဒီစာသင်္ကန်းမှာစုံလင်စွာဟိမကတယောက်မမြင်ဘူးဗျအေးငါလည်းမမြင်ဘူးဟာဩမမြင်ဘူးလို့မနေနဲ့ဆရာကြီးရဲ့ဆရာကြီးနဲ့ကျွတ်တို့ကစာသင်္ကန်းမှာစုံလင်စွာအဟိမကနဲ့ဆရာကတော်ကရေကြိုးကန်းနဲ့နှစ်ယောက်ထဲပါပြောလိုက်ရောပြုဆရာကြီးနှုတ်ခမ်းမွေးကားလားနှုတ်ခမ်းမွေးကားလားဖေဟေးသူကဘာလို့တာတော့ကရေကြိုးကန်းနဲ့ဆရာကြီးကပြောနေတာကွာကျောင်းသားတွေကိုဆရာကြီးဘာလို့တဲ့တော့မသိဘူးတဲ့ဟေးသွားခေါ်ကြီးဒီကောင်သွားခေါ်ကြီးဆိုတော့ကျောင်းသားတယောက်ပေါက်လာဟေးဟိတကတူတူခေါ်ပါကွာမင်းတို့နဲ့ငါနားမလေးပါဟေးကျဲကျဲပဲကွာမင်းဆရာကြီးခေါ်တယ်ဟိတကရင်မင်းဆရာကြီးခေါ်နေတယ်ဆိုလဲပြီးတာပြီးကွာမင်းကြောက်ခေါ်ရတာငါနားမလေးပါမလေးလေးကွာဟဲ့ဆရာကြီးခေါ်တယ်မင်းလားလာဆိုတော့လိုက်လာတာပေါ့ဆရာကြီးရှေ့ရောက်မျက်နှာငယ်လေးနဲ့လက်အုပ်ချီလို့ဆောင်းဆောင်လေးထိုင်ဟေးဟိနကခင်ဗျာမင်းဒီတက်ကတူကြောင်ရောက်လာတာဘာလို့ဖို့ရောက်ဟာဆရာကြီးပညာသင်မှုရောက်လာပါတယ်ခင်ဗျာအေးမင်းပညာသင်မှုတက်ကတူကြောင်ကိုရောက်လာအခုစာသင်ခန်းထဲမှာပညာသင်ခြင်းနဲ့ကျောင်းသားတွေစုံလင်စွာစာသင်မှုပညာသင်မှုရောက်လာတဲ့ကျောင်းသားတစ်ယောက်ကပညာသင်ခြင်းကိုမင်းပဲနဲ့ကြောင့်စာသင်ခန်းမရောက်တာ။အော်ဒီလိုပါဆရာကြီးရဲ့ကျွန်တော်မမကရေငင်ခိုင်းနေလို့အဲ့တော့မင်းလောက်လားကွာဟုတ်ကဲ့ကျွန်တော်အလုပ်မဟုတ်လို့မလုပ်ချင်ဘူးဆိုပြန်ပါတော့လေမမကချက်ကျွေးနေတာမဟုတ်လားဆရာကြီးကျွေးတာကျွေးတယ်လို့ကျွေးရတာကိုကွာဒါမျိုးကနောက်မမြင်ရင်ဘူးဟုတ်ကဲ့ခင်ဗျာနောက်မမြင်ရင်လို့ရှိရင်မမြင်စေရပါဘူးအခုဆရာတော်ကငါရေငင်ပေးပါကွယ်တဲ့ပြီးတော့အဝတ်လျှော်ပေးပါကွယ်တဲ့ပြီးတော့ကြီးတော့ဟဲ့ကတော့ကြီးတွန်းခိုင်းတာကိုအပြောမခံဘူးဆုံးအောင်ကြီးတွန်းနေဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်လေဘာနဲ့တွန်းအေးကွာလက်နဲ့တွန်းတာပေါ့အသားကြီးထိမဲ့ကိစ္စကာမတတ္တဝါဆိုတော့ဟိုမိစားကြီးကရှုပ်ထားတော့စကားအဆုံးမပြောမခံဘူးကွဟဲ့တော့မင်းတော့နောက်တမျိုးငါမတွေ့ချင်ဘူးနောက်ကိုဒီပုံစံမျိုးမြင်ရရင်မင်းငါကြောက်ပါမနေနဲ့ငါကြောက်ဟုတ်ကဲ့ခင်ဗျာမမြင်စေရပါဘူးဆရာကြီးတဲ့အေးကွာမင်းတို့ရှို့ကြအောင်ပေါ့မင်းတို့တရက်တက်နိုင်ကြပါပဲရဲ့ငါ့ကိုတမင်တက်တက်ကြောက်ချကြတာပဲကဲရှိစေဦးတော့လေဆိုပြီးတော့အဟိန္ဒကမျက်နှာငယ်လေးနဲ့စာတင်းလာခဲ့ရတူရူပြောကြစို့ပြိဿကြီးကျောင်းသားရဲ့ပညာဆုံးလို့ရွှေဘုံပြန်ကန်ဤဆရာကြီးကိုကြော့ကြသည်စာသင်ခန်းနဲ့ပစ္စည်းတွေပုံလို့ညတဲ့ပစ္စည်းတွေမဟုတ်ဘူးဆရာကြီးခင်ဗျာတဲ့ဟောတာကဆရာကြီးပေါင်းဖို့ပဝါစာလေးခင်ဗျာဒါကတော့ဆရာကြီးဝတ်ဖို့ပစိုးအကွက်ကြီးဟောတာကဆရာကြီးအတွက်တိုက်ပုံအင်ကြီးအဲ့ဒီတုန်းကတိုက်ပုံအင်ကြီးဝတ်သလားမသိဘူးရမ်းထုတ်တာပဲကြားလားဟောတာကတော့ဆရာကြီးအတွက်လက်ပနာကြီးခင်ဗျာဘုရုံးကများစံတော်ချင်းနေပါရင်ရှိလားမသိမှန်ပြောရတာပေါ့ဗျာ
ဒါကတော့ဆရာကတော်ဘုအင်ကြီးစားဒါဆရာကတော်စီးဖို့ဖဏကလေးဒါကတော့ဆရာကတော်ဆောင်းဖို့ခေါက်ထီးဆရာကြီးရဲ့ရှိတယ်လားမသိဘူးကွာငါမှတ်တော့ပါလားပစ္စည်းပုံကြီးကလည်းနဲဘူးဟာဒီကတော်ဘွဲတွေကငွေ900ကတော့ဆရာကြီးတို့လိုရသုံးဖို့တရားနာပရိသတ်ကြီးပစ္စည်းပုံကြီးကိုမနှဲဘူးစုပုံပြီးတော့ထားကြမြတ်တောင်မခတ်ဖဲကြည့်သူများလူတဲ့ပစ္စည်းပုံကြီးကြည့်လို့ဟာနေပါပဲလားဟေးမျက်စိနဲ့ကြည့်လို့မဝအောင်ဆရာကတော်ဘုပစ္စည်းတွေကလည်းစုံလို့ဆရာကြီးအတွက်ပစ္စည်းတွေကလည်းအဝတ်ထဲကအစလူလေးသေးမရှိသူတို့ပူဇော်ကြရုံနဲ့မကဟောကတော်ဝဲတွေကငွေ900ကလည်းဆရာကြီးတို့လိုရသုံးဖို့တဲ့ပူဇော်လိုက်ကြတာဆရာကတော်လိုက်ကြဟဲ့အဟိနကမင်းဘယ်မလဲဆရာကတော်ဘုပစ္စည်းသူများလိုမကတော်နိုင်လို့ဟဲ့ကျောင်းကပြန်ညတယ်ဆိုရင်ဆရာကတော်ကြသမြဲကိုကွဟဲ့ကံကြီးများဓမ္မများမင်းတို့ခုခေတ်ကျောင်းကပြန်ယုံနေမဟုတ်ဘူးဟဲ့တို့ခေတ်ကြတော့ဒါကြံလို့ရင်ကြတော့လေတချို့ရေအိုးကလေးတွေနဲ့ဆရာတွေကိုလှည့်ပြီးတော့ကြော့ကြသည်ဆရာမတွေကိုလှည့်ပြီးတော့ကြော့ကြသည်မိဘတွေကိုလှည့်ပြီးတော့ကြော့ကြသည်မိမိဆရာဖုန်ကြီးတွေကိုလှည့်ပြီးတော့ကြော့ကြသည်ဗုဒ္ဓဘာသာထုံတန်းစင်လာအရာပူဇော်တဲ့ပုဂ္ဂိုလ်ကိုပူဇနေရလားမင်္ဂလာတရားမှာပါတဲ့အတိုင်းပူဇော်တိုက်လို့ပူဇော်တဲ့မင်္ဂလာတရားတွေပြုကြယခုကြည့်တရားနာပြည်သားကျောင်းသားတွေလည်းထုံကြီး၎င်းပေါ့ပစ္စည်းပုံကြီးနဲ့လှူကြတော့အဟိနကပူဇော်ရတာတွေကြည်ပြီးတော့မျက်ရည်လေးဝိုင်းလာအဟိနကဘယ်မှာလဲမင်းဆရာကတော့ဆရာပစ္စည်းအော်ကျောင်းသားတွေပြောတဲ့စကားငါနားထဲကမထွက်ပါလားဟေးတို့ပညာကမင်းသားပညာกว่าတထေပညာกว่าသူကျွယ်ပညာกว่าတဲ့အဟိရကမင်းပညာကကျွန်းပညာတဲ့အဟိရကသူတို့ပြောတဲ့စကားငါနားထဲကမထွက်ပါဘူးငါဆရာကိုဘယ်လိုလုပ်ပြီးတော့ပူဇော်ရပါမထုံးနဲ့ဝန်းနေလုံးလို့ကြတဲ့မျက်ရည်လေးနှစ်ဖက်သလုံးလက်ညှိုးကလေးတွေနဲ့ဇောင်းလိုက်ပုတ်ပြီးတော့လေဒီတိုင်းဟောဒီတိုင်းအဲ့ဒီတိုင်းပုတ်ပြီးတော့တရားနာပရိသတ်ကြီးမျက်နှာလက်ဝါးနဲ့အုပ်ပြီးတော့အခန်းထဲဝင်သွားအိမ်ခန်းထဲဝင်သွားတယ်ကတင်မောအာရမောက်ပြီးတော့ငိုတော့ကြားပြီဆရာကတော်ကကောင်းလေးဘာဖြစ်တာပါလဲကြည်စမ်းတရှုပ်ရှုပ်နဲ့ငိုးနေလိုက်အတွင်းဝင်သွားဟဲ့မောင်လေးခင်ဗျာမမမင်းဘာလို့ငိုနေတာလဲမမကျုပ်စိတ်ဆင်းရဲလို့ဟောပါဘူးကနေပါမင်းဘာတွေစိတ်ဆင်းရဲနေတယ်လို့မမပြောစမ်းမင်းနေပြီမင်းနေတဲ့အခက်အတန့်ဆရာကတော်နဲ့အဟိနကအိမ်ခန်းနဲ့သွားတာကိုမြင်လိုက်ကြတဲ့စနေနာမိသားတို့ကဟေးမြင်ရလားကွာတို့ကဒီမှာကြော့မလို့ပစ္စည်းပုံကြီးနဲ့ဆရာကတော်နဲ့အဟိနကအိမ်ခန်းနဲ့2ယောက်ထဲသွားကြပြန်ပြီကွာပြန်ကန်ဒီတို့ရှို့ပြခဲ့ကြအောင်ဆိုလောက်ပြန်ပြိဿကြီးကွာမင်းလေတယ်လို့ကြည်တာပြောတော့ဆရာကြီးဟေးဘာတော့ကွာဘာတော့မလုပ်နဲ့ဆရာကြီးရဲ့ကျင်တော်တို့ကပညာဆုံးလို့ရွှေဘုံပြန်ကန်ဒီဆရာကြီးနဲ့ဆရာကတော်မျက်နှာစုံကြီးကတော်ချင်းလားဆရာကတော်မမြင်ပါလားငါလည်းမမြင်ဘူးဟာမမြင်ဘူးလို့မနေနဲ့ဆရာကြီးရဲ့ကျင်တော်တို့ကဆရာကြီးကိုကြော့မလို့ကျောင်းသားတွေစုံလင်သွားအဟိနကတယောက်လဲကျွန်တော်တို့မမြင်ပါဒီကောင်ဘယ်တော့ပါလဲငါလည်းမမြင်ဘူးဟာမမြင်ဘူးမလို့နဲ့
ဆရာကြီးရဲ့ဆရာကြီးနဲ့ကျင်းတော်တို့ကဟောဒီစာသင်ခန်းထဲမှာကြော့ကိုစုံနေသွားအဟိန္ဒကနဲ့ဆရာတော်ကဆရာကြီးမယိုးသေးလို့လည်းမဟုတ်ပါဘူးစိတ်မကောင်းဘူးခင်ဗျာကျွန်တော်တို့ပညာဆုံးလို့မိမိတို့ရွှေဘုံပြန်အရောက်နာမဆန်းတဲ့လောက်စကားကြီးမကြပါရစေနဲ့လို့ကျွန်တော်တို့ဆုတောင်းခဲ့ပါတယ်ဆရာကြီးဆရာတော်နဲ့တပည့်တဲ့ဆိုတဲ့စကားများကျွန်တော်တို့နားကြရရင်တော့ဟေးတော့ငါသိပြီတော့ဘယ်မှာလဲခုတို့အိမ်ကနေမှဆရာကြီးရဲ့တိုက်တယ်လည်းမအောင်မိပါနဲ့မဲဒီလိုပဲတချို့သူများပြပြောမဲ့ကြံဖုံးနဲ့ပိတ်မြုံလည်းတချို့ရဆဲမိမတွေသူများအကြောင်းပြောမဲ့ကြံဖုံးနဲ့ပိတ်နဲ့လက်ကုပ်ခြေကုပ်မျက်စပ်ပြင်းမေးငေါ့သူတို့လုတ်ကလည်းအရှုပ်သားညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့ဖုံးနဲ့ပိတ်နဲ့လေဒီအိမ်မပြောနဲ့ပြောပြီးနောက်တစ်အိမ်ကူးသွားတယ်ညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့နောက်တစ်အိမ်ကူးသွားတယ်ညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့ဘယ်သူမှပြောနဲ့ပြီးတော့တရွာလုံးတစ်မြို့လုံးဘယ်သူမှပြောသူလေးကုန်ရှောက်ပြောမန္တလေးပဲပြောပါတယ်ရန်ကုန်ဒီလိုမိမတွေရှိချင်မှရှိမှာကြည့်တရားနာပြိတ္တယခုဆရာကြီးတိုက်တယ်လည်းမအောင်မေပါနဲ့အေးအောင်မေပါဘူးကွာကတော့ဟေးကတော့ကြကတော့လို့စုတောင်ပေးနိုင်ကတော့ပြီဗလားပြီးပါပြီဆရာကြီးပြန်ရဘာစုမှကိုမပေးနိုင်မစိတ်ထိတ်တဲ့ကျောင်းသားတွေလည်းပြန်သွားရောဆရာကြီးနှုတ်ခမ်းမိုးကြီးထောင်းလာဆေးရင်းလေးကြီးလည်းကြားညှက်လို့ဘယ်တော့မှဒီဆေးလေးတွေရှိလားမသိဘူးနော်မှန်ပြောရတာပေါ့ဗျာဆေးရင်းလေးကြီးလည်းကြားညှက်လက်နှစ်ဖက်နောက်ပြစ်အိမ်နှစ်ဘေးကအထဲထဲလည်းမဝင်ရဲဘူးဟိုရှောင်းလိုက်ဒီရှောင်းလိုက်တောက်တဲ့ကိုခတ်လို့နောက်ထရံနာကနေပြီးတော့ဘေးဆောင်လေးကတ်နားထောင်ဘာလဲပြောကြတာပေါ့ပြောတာကရိုးရိုးပါမောင်လေးမငိုပါနဲ့မမကိုချစ်မင်းမငိုပါနဲ့ငိုတာကိုဆရာတော်ဆရာပစ္စည်းမရှိလို့ငိုတာမောင်လေးမမတယောက်လုံးရှိသားပဲမင်းမငိုနဲ့မင်းငိုရင်မမလည်းစိတ်ဆင်းရဲတယ်မောင်လေးမမတယောက်လုံးရှိသားတယ်မင်းမငိုပါနဲ့ပြောပြီးယူပြီးသားကျောင်းသားရေရှို့လို့မှလောင်ထားရတဲ့အထက်မမချစ်ရင်မငိုပါနဲ့ဆိုတဲ့စကားလုံးနဲ့တိုင်းနဲ့တိုက်ဆရာကြီးမလဲအောင်မလဲထိန်ထားရကြည်စမ်းမိုက်လိုက်တာဟင်ဆရာကတော့တင်မိုက်တဲ့မိမငဲသူကမိုက်တယ်ပဲထားပါအောင်တော့မင်းကဆရာကတော့ဆိုတဲ့ဂုံခိတ်ကြီးနဲ့တန်းလောက်ထီအောင်မိုက်စိတ်မွေးဖို့မတော်ပါဘူးတင်မိုက်တဲ့မိမဟင်ကိုယ်ကကြီးပေါ်ပြမျက်စိနဲ့မြောင်တာဖမ်းကြည့်အိမ်ဦးကောင်းဝင်သွားတရားနာပိဋကကြီးစာအုပ်တွေထွင့်ပြညောင်ရီကိုတွေရိုက်ခွဲဒိန်းကလေးနဲ့ဖမ်းနေအကုန်ကိုယ်ကရဖြစ်ကလထိုင်နေနာမန်းတရားသားနဲ့ချီအောင်နဲ့ကကလထိုင်ချီအောင်နဲ့ကနာမန်းတရားသားနဲ့ကန်တော့ကိုယ်ကရကြီးပေါ့မလီစုတ်တာမလီအဲ့ဒီလိုဒုံတိုင်းနဲ့ဖြစ်နေတော့ဆရာကတော့ကြားပြီအိမ်ဦးကဘာတွေနဲ့ပြုတ်ကြကုန်ပါလေထွက်လာဆရာကြီးဖြစ်ပုံဆရာကတော့မြင်လိုက်ရတော့ဒါပါဟိကငေါ့လိုက်ဆရာကြီးကြောက်လို့ဖြစ်သွားတကယ်ဖြစ်တာမဟုတ်ဘူးမလှုပ်လို့ပြောတာကြောက်ရုပ်လှုပ်တော့ဘူးပြောမလှုပ်တာလည်းမပြောနဲ့တရားနာပြိဿဆရာတော်ကသူကကြောက်တယ်ကြောက်တာလည်းမပြောနဲ့ငငယ်လေးယူထားတဲ့လူမျိုးဒါမျိုးကြီးနဲ့တူပါရဲ့ရန်ကုန်တော့ရှိမဟုတ်ပါဘူးဘုရားကငငယ်လေးတွေတဲယူတာကြည့်တရားနာပြိဿကြီးကြောက်ရုပ်ကြီးဖြစ်သွားဒီလိုကြောက်ရုပ်ကြီးဖြစ်သွားတော့မင်းတွေကပြောသားမှာဒါပါဖြစ်တာဟေးဘာဖြစ်ရမလဲကွာမင်းကိစ္စမင်းမသိကျုပ်ကိစ္စကဘာတော့ငါမုံလာဘူးလို့နေပါနဲ့မမချစ်ရင်မငိုပါနဲ့
ဗမာစကားမှငါသိဗမာစကားမှငါသိမိုက်ပါပြီကွယ်မိမငယ်လေးယူထားလို့အလိုလိုက်တန်းလောက်ထိအောင်ထင်းမရလားငယ်ပဲလို့ကြောင်းသားတပည့်ကမိုက်စေအောင်တော့ဆရာကတော့ဆိုတဲ့ကိုယ့်ကိုယ်ကြီးမင်းထောက်ဖို့ကောင်းတယ်မို့လားဩဒါကြောင့်ပြောနေတာကိုသေခံနေကြီးငယ်ငယ်ယူရင်ဒါတော့ခံရမှသိကြတယ်နော်သတိပြုကြပေါ့သေခံနေကြီးအစားတွေပိုက်ကားအောင်စားပြီးတော့တက်ကတူဆရာကြီးတက်ကတူဆရာကြီးလို့ဘာမှစဉ်းစားကြမရှိဒီမဲ့အထင်မလွဲနဲ့တော့ကျုပ်ကိုမောင်လေးအရင်ကသူချစ်ခင်အခုကျောင်းသားတွေစုံလင်စွာပစ္စည်းတွေပုံပြီးကြော့ကြတော့သူများလို့မကြော့နိုင်လို့ငိုးနေလို့ကျုပ်ကမောင်လေးမင်းငိုရင်မမလည်းငိုချင်တယ်မောင်နှမအရင်ပမာဏချစ်လို့ကျုပ်ကမမချစ်ရင်မငိုပါနဲ့လို့ပြောလိုက်တာဆရာကြီးပြုံးလားပြုံးဆိုအကွက်ဝင်တာကိုမောင်နှမအရင်လို့ဆိုတဲ့တကယုံလို့ပြုံးတာမဟုတ်သူပြုံးကုန်ကဒီလိုဟန်ကြဆရာကတော့ဆရာပစ္စည်းမရှိလို့သူပြုံးတဲ့အကြောင်းလေးပေါ်လာပါလိမ့်မယ်လေအမလီကတော့ဆရာပစ္စည်းမရှိလို့များငိုနေကြမဟုတ်ပါဘူးကွယ်ခေါ်လိုက်မောင်လေးအမေဆရာကြီးခေါ်တော့ကွယ်ဆိုတော့ပြင်မဲ့ထွက်လာဆရာကြီးကျွန်တော်ရောက်ပါပြီခင်ဗျာငါတပည့်မင်းကြီးကလည်းမျက်ရည်နဲ့မျက်ခွက်ပါလားကွယ်ဘာဖြစ်နေတာတော့ဟဲ့သူများတွေတက်ကတူဆုံးလို့ပညာဆုံးလို့တက်ကတူကရွှေဘုံပြန်ရမယ်ဆိုလို့မင်းမြတ်ပြန်ရင်လို့ငိုသလားဟိမဟုတ်ပါဘူးခင်ဗျာကျွန်တော်ဒါကြောင့်ငိုတာမဟုတ်ပါဘူးကျွန်တော်သူများလို့ကြော့စရာမရှိလို့ဆရာကြီးဝန်းနေတယ်ခင်ဗျာသူများတွေပစ္စည်းပုံကြီးပုံပြီးကြော့ကြတော့ကျွန်တော်ဘာမှကြော့စရာပစ္စည်းမပါလို့ကျွန်တော်ဝန်းနေလို့ငိုမိပါတယ်ဆရာကြီးရဲ့ဟေးကြော့စရာပစ္စည်းပေါ်ပါကွာကိုင်းငါတော့ပဲစိတ်ချမ်းသာအောင်နေဟဲ့မပူနဲ့ဘာမှစိတ်မချမ်းသာမရှိသေးနဲ့ဟဲ့ဆရာကတော့ဘာလို့ဆရာကြီးဟောတော့မြောက်ပိုင်းကငွေ900ရှိထားတာပြန်ပေးပြီလားပေးသေးဘူးလေဆရာကြီးတဲ့အဲ့ဒါတော့တောင်းတာသွားတောင်းတာဆိုတော့ဆရာကတော့စိတ်ထားကတစ်မျိုးအမလေးငွေ900တောင်းခိုင်းပြီးတော့မင်းကိုဟောတာဆရာကပေးတယ်ဒီထဲကမင်းတတ်နိုင်တဲ့လောက်ပူစောလို့ခိုင်းလိမလားအာရဝမ်းသာနဲ့ဆရာကတော့ထွက်အသွားဒီကခိုင်းခွက်ကတစ်မျိုးခိုင်းခွက်ကတစ်မျိုးဆိုဆရာကတော့ရှိအလုပ်ဖြစ်မှာမဟုတ်လို့ကြောက်တယ်ဆရာကတော့ကြောက်တော့သူဘာမှခိုင်းဖြစ်မှာမဟုတ်ဘူးဒါကြောင့်ဆရာကတော့အဝိလှိလွတ်ဆရာကတော့ထွက်သွားတော့မှတရားနာပိဋကကြီးသူခိုင်းရမှာကိုဒါကြောင့်ဆရာကတော့ရှိရင်အလုံးမဖြစ်ဘူးဆိုတော့သူကမရလူဟိုပိဋကလူလည်းမှတ်ထားအောင်ဖယားလူတဲ့ပြီးတော့အများလူတဲ့မရလူတဲ့နောက်အလကားလူတဲ့ဗျာမှတ်ထားကြဖယားလူဆိုတာဖယားစကားနားထောင်တဲ့လူတွေဖယားအဆုံးမလို့ခေါ်တဲ့သာသနာတော်ကြီးမမှိမ့်မရအောင်လိုက်နာကြင်ကြံဆောင်ရွက်ကြတဲ့လူတွေဖယားလူလို့ခေါ်သည်ဖယားအကြိုက်အခုရန်ကုန်မြို့ဖဆာပါလာကွက်တိကရက်ကွက်ကဒကာတော်မတွေဖယားအကြိုက်တရားဝဲကြီးတွေကျင်းပဓမ္မပူဇာလုပ်ကြဘင်္ဂါတော်တွေဆုံးကတ်ကြလူကြတန်းကြဓမ္မယုံကြီးဆောက်ကြနေဆိုတော့ဒါဖယားအကြိုက်တွေပေါ့ဖယားလူတွေပေါ့အများလူဆိုတာကလည်းဟောဒီဝိပဿနာတရားဝဲကြီး9ကြိမ်မြောက်ကျင်းပကြတဲ့တရားဝဲဖြစ်မြောက်ရေးကော်မတီနဲ့ရက်ွက်သူရက်ွက်သားတွေအများတရားနာရအောင်မိမိတို့နာခြင်းလွယ်သားပဲအခုစူပါဟိုက်ကဘုန်းကြီးတရားတိတ်ခွေတွေဖြန့်ဝေပြီးတော့နေတော့အဲ့ဒီကနေယူပြီးတော့ကိုးပြီးတော့လည်းတရားနာနိုင်ကြလားကိုနာယုံတော့လွယ်သားပေါ့အများနာနိုင်အောင်ဘုန်းကြီးကိုတကူတကပင့်တောင်ကူဟောနေတော့နှာခေါက်ရောက်ကြဒုက္ခခံပြီးတော့ပညာလို့အများအတွက်ဆောင်ရွက်ကြတဲ့ဟောဒီအများလူတွေမရလူဆိုတာကတော့တပြည့်ဟာမကြည့်နဲ့ကိုယ်ပိုင်ရင်ထဲမှာမိုးတာကြည့်ဟုတ်တယ်မရလူကြောင့်ပြောမယ်ကိုယ်ပိုင်ရင်ကဒေါသကြီး
မမိုးကပြောကောင်းမမိုးကပြောကောင်းနေကိုဝိုင်းရင်ဘယ်တော့ဒေါသကြီးကြီးမမိုးသေးတာတော့တစ်ချက်မှရိုက်မခံရဘယ်ရိုက်ခံရမလို့မရိတ်တာမမိုးကပြောကောင်းဟုတ်တယ်ပြိဿခင်ဗျားတို့လို့ဆိုကိုဝိုင်းရင်ရိုးရိုးခေါ်မှာပေါ့ဗျခေါ်ပုံလေးနားထောင်ကြည့်ခင်ဗျားတို့လို့ကိုဝိုင်းရင်မဟုတ်ဘူးခေါ်လိုက်ပုံကကိုဝိုင်းရင်ရိုက်မဲ့လူကြီးတွန့်သွားနာမည်မတူလဲအိမ်ကြပြောင်းခေါ်ရအောင်မှတ်သွားကြနာမည်တူလဲအန်ရတာမှတ်တော့တခါရိုက်မလို့ဒုတ်ကြီးနဲ့ပြေးတော့နေတော့ဒုတ်ကြီးနဲ့ပြေးလာမမိုးကဘာပြောတော့ကိုဝိုင်းရင်မိုးဒုတ်ကြီးနဲ့ရိုက်ကျိုးသွားမှာဒုတ်ကြီးလွှင့်ပြစ်တခါဓမ္မကြီးနဲ့ခုံပြေးတော့နေငါလေးကလားအသက်ဆိုပြီးဓမ္မကြီးနဲ့လားကိုဝိုင်းရင်တော်တတ်တဲ့ကျုပ်ဆဲကားပြန်သိရဲပါလေတော်သားလေးနဲ့ဘယ်လိုနေဓမ္မကြီးလွင့်ပြစ်တယ်မရလူနော်တေချာမှတ်တန်ကိုင်းကျုပ်ရှာရှိသွားလိမ့်မယ်နာရီလေးကြည့်ရသေးကိုင်းဆက်ကြပါအောင်ဆိုပြမရလူကြီးဆိုမရရှိအလုံးမဖြစ်မှဆိုရင်အဝေးလှိခိုင်းဆရာကတော့ထွက်သွားဟေးငါတပည့်မင်းနဲ့ကွယ်ကတော့စရာပစ္စည်းမရှိလို့များကွယ်ငိုရသလားဟဲ့တိတ်ပါကွယ်တိတ်တိုင်းငိုပါနဲ့ဆရာကိုကတော့ခြင်းနဲ့ဆိုရင်ပစ္စည်းရှိပါတယ်ကွဒါပေမဲ့လို့သူများတွေကတော့တဲ့ပစ္စည်းနဲ့မဟုတ်သူများထက်ထူးကဲတဲ့ပစ္စည်းနဲ့ဆရာကိုကတော့ပူဇော်နိုင်ပါမလားဟာဆရာကြီးခင်ဗျာဆရာကြီးကိုပူဇော်ရမယ်ဆိုရင်လေကျင်တော်ရဲ့အသက်နှလုံးကိုထုတ်ပြီးတော့ပူဇော်ရကတော့ရအော်မင်းနဲ့ကွာအသက်နှလုံးထုတ်သေးမှာပေါ့ကွာသေးမှာပေါ့ကွာသူကအသက်နှလုံးထုတ်ပူဇော်မယ်အဲ့ဒါအားကြလို့လားမသိဘူးအမေအသက်နှလုံးကစကားပြောညာနားထောင်နေတာကြုတ်နော်ခင်းနဲ့သူကိုကြည့်တရားနာပရိသတ်ကြီးအသက်နှလုံးထုတ်ပြီးတော့ပူဇော်ရဆိုတော့အော်မင်းအသက်နှလုံးထုတ်သေးသွားမှာပေါ့ကွာဒီလိုမဟုတ်ဘူးကွာဟေးငါတပည့်ထူဆန်းမြည်သူတွေမှမကတော့ရဲတဲ့မကတော့နိုင်တဲ့ပစ္စည်းနဲ့လက်ညှိုးတစ်ထောင်နဲ့ဆရာကတော့နိုင်မှာမလားဟဲ့ခင်ဗျာဆရာကြီးရဲ့ကျွန်တော်လက်ညှိုးကနှချောင်းပါတာအော်မင်းလက်ညှိုးဟုတ်တာပေါ့ကွာလူတွေရဲ့လက်ညှိုးရအောင်ယူပြီးမင်းပူဇော်နိုင်မလားဟဲ့ခင်ဗျာဟာဆရာကြီးကအလိုရှိတယ်ဆိုရင်လေဆရာကြီးကျွန်တော်ပူဇော်နိုင်တယ်ခင်ဗျာဟေးဒါဖြင့်တော့မင်းကိုဆရာပညာရည်ကုန်သင်ပေးအဲ့ဒီရင်အဟိန္ဒကဆရာကြီးရှ िख ိုးကတော့လို့မြေကြီးကဖနှောင်းနဲ့ပေါ့ဟေးငါဟေးအဟိန္ဒကဆိုပြီးတော့ခုံပေါက်ထွက်သွားပါရောဗျာနည်းနည်းစဉ်းစားနော်သွားပါရောဗျာနည်းနည်းစဉ်းစားနော်ဒါပဲကတော့ဆရာကိုပူဇော်မယ်ဆိုတဲ့တကယ်စေတနာဆရာကြီးကတော့ငမရကြာခိုတဲ့ကောင်ဆိုပြီးတော့လက်ညှိုးဖြတ်ရင်ဒီတိုင်းဖြတ်လို့မရသတ်ဖြတ်မှရမှာမသတ်ဖဲနဲ့ဖြတ်ရင်ဟိုကလည်းသွေးနဲ့ကိုသားနဲ့ကိုသူ့ခံကြီးမဟုတ်လူကိုတတ်မှလက်ညှိုးဖြတ်ရမယ်လူတွေဖတ်လက်ညှိုးတွေဖြတ်သိအောင်သတ်နေတဲ့လူသက်ကောင်လူဆိုးကြီးဖြစ်မှာတော့မင်းရာဇဝဝေးပြေးလို့လွတ်နိုင်မှာမလားရာဇဝဝေးသင်ပြီးတော့သေရောဆိုပြီးတော့ခိုင်းလိုက်တဲ့ဆရာကြီးရဲ့အမှားစေတနာဒါတော့တပည့်ကောင်းတော့လဲဆရာဆောင်းတာဗျဆရာကောင်းတော့လဲတပည့်ဆောင်းတာသည်သာသမီကောင်းတော့မိဘဆိုမိဘကောင်းတော့လဲသာသမီဆိုတာသည်အညီရအောင်မညီရအောင်လောကကြီးပြေးတာချင်းညီရလားမညီဘူးဗျလင်ကောင်းတော့မရဆိုမရကောင်းတော့လင်ဆိုတပည့်ကောင်းတော့ဆရာဆိုဆရာကောင်းတော့တပည့်ဆိုဒါကြောင့်တရားနာပိဋကကြီးမညီကြလို့ကြည့်လေအခုဆရာကြီးကတော့ရာဇဝပဲသင်သေးသေးဟိုကတော့တကယ်ကတော့မဲထွက်သွားလိုက်တာပြုပြန်လာပြီဆရာကတော့ဟဲ့ဆရာကြီးဟေးဘာတော့မရခဲ့မရပါဘူးမရတဲ့ပြင်လေကျုပ်တော့မှអော်လိုက်သေးတယ်အေးမရရှိတယ်တော့ကွာနေပေါင်းဆရာကြီးရဲ့ကောင်းလေးပဲကောင်းတယ်ကောင်းလေးဩမင်းမောင်လေးလား
မိုက်လိုက်တဲ့ကလေးကွယ်မင်းမပြန်လာအောင်စောင့်အောင်လေငွေသွားအတောင်ခိုင်းနေအဆောင်ခိုင်းတာတောင်မဆောင်ဘူးအခုဆရာကြော့စရာပစ္စည်းသွားရှာတယ်ဟင်သူဖေးသွားရှာမှာမလည်းမသိဘူးဓာကြီးတစ်ချောင်းထွက်လို့ဓာကြီးတစ်ချောင်းကိုင်များတော့မသိပါဘူးကြုံပြောလို့ပါဓာကြီးဓာကြီးတစ်ချောင်းထွက်လို့ဥစ္စာရှာလို့မှားတဲ့ခါလည်းမှားပြီမပေါ့ဒါကြောင့်ကျုံမှားလည်းပြင်မှာလို့ပြောတာခတ်တော့ပြောနေတာနာယီကြီးဟောနေရစကားတွေလည်းမှားလို့ကန်ရှိစီတော့လေဓာကြီးတစ်ချောင်းကြိုင်လို့ထွက်သွားတယ်ဒါကဘာလို့ဖို့တော့ဟောလေငါတို့ပဲရဲ့မင်းမသိတော့ပါဘူးဒီအလုပ်ကြီးမလုပ်နေလဲလို့တားတာမရဘူးလူတွေရဲ့လက်ညှိုးဖြတ်ပြီးတော့အဲ့ဒါလက်ညှိုးပေါင်း1000နဲ့ဖြတ်ပြီးငါကတော့မတဲ့ဟင်ဆရာကြီးမဟုတ်ပါဘူးသူ့စိတ်နဲ့သူ့ကိုဒီလိုသူ့အကြံရမယ်မဟုတ်ပါဘူးဆရာကြီးကရှေ့ဘေးလမ်းပြနဲ့ခိုင်းလိုက်လို့သူမကောင်းတဲ့အကြံတွေကြမ်းမိပြီထင်ပါရဲ့ဟေးမဟုတ်ပါဘူးကွယ်မင်းငါအပြစ်တင်မနေပါနဲ့အိုးတင်းမတင်းကြောက်မဖြစ်ဘူးဒီကိစ္စလိုက်ပြီးတော့တားမှာတော်မယ်ဟေးမလိုက်နဲ့လိုက်မယ်ဟေးမလိုက်နဲ့လိုက်မယ်ဟေးမလိုက်နဲ့လိုက်တော့ပါဖြစ်ကြောက်တယ်ဟိုကလိုက်တော့ပါဖြစ်တွန့်သွားတော့နေကျောင်းတော့မလိုက်နဲ့ကျောင်းတော့လိုက်တော့သိမလိုက်ဘူးပေါ့ကွာခိုင်းငါဘေးဖောက်ထွက်သွားမလိုက်ဘူးဟဲ့မောင်လေးအဟိရကမလုပ်လေနဲ့လူတတ်တဲ့အမှုကြီးသားရဲ့မင်းလူလက်ညှို့ဖြတ်တဲ့ဆိုတာတတ်မှရမှာကွယ်မတတ်ရင်ဘသူကအဖြတ်ခံမတော့အဘလေးရာဇဝဝင်းသိပြီးတော့သေးစေလို့ဆိုပြီးမင်းကိုတမင်းသက်ဆရာကြီးခိုက်တာနဲ့တူရဲ့မတော်နဲ့မဖြတ်နဲ့မရပါဘူးကတစ်ချက်တည်းလှည့်ကြည့်မခမရမလိုက်နဲ့တဲ့နင်တို့မခဏလေးပြောချင်လို့ဆိုရက်ဆောင်အနန္တကလက်ဆွဲပေးတာပေးဘူးဒါပေမဲ့ကျုပ်ဆရာကတော့ရင်လားပေါင်လေးတပြင်းကတော့စရာပစ္စည်းတွေပေါ်လာနဲ့အမလေးလည်းညို့ပေါ်တဲ့ထောင်ပေးမယ်လို့လုပ်လို့ရနိုင်မှာမတော့မရခဏရုပ်ရှုံးတယ်ဆိုပြီးတော့လက်ကိုယုံလိုက်တော့ဆရာကတော့ရိုင်လဲသွားပြီးဓာကြီးနဲ့ဟဲ့မောင်လေးအမလေးမပဲလို့လုပ်လိုက်တာတော့မောင်လေးမမခိုင်းမမြအဆအရာမင်းဆောင်ရွက်ပေးပေမဲ့လို့အခုမလဲသွားတာတောင်ထူပေါ်မရပါလားကွယ်ရေးတဲ့ထူတဲ့ရင်သေးတာနော်မဟုတ်ဘူးမိမဆိုတာလဲသွားယောက်ျားထူမှကျင်တ်ဖိုးကြီးတွေလည်းလဲသွားဖွားကြီးတွေပြစ်မထားနဲ့တတ်ချင်းဆိုတိုက်ပေးရတာကိုဗျထူမှကြိုက်တာမထူဘူးဟောသွားပြီသွားတယ်တရားနာပြေးစားရေးဘာပြောကောင်းမလဲလူတွေဖမ်းလဲညိုးတွေဖြတ်သေးအောင်သားတစ်ပင်ကြီးပေါ်တက်လှဲက900သွားတယ်လားတစ်ပင်ကြီးပေါ်တက်ပြီးတော့တစ်ပင်ကြီးပေါ်ကစောင့်လဲတစည်းလဲအောက်ဝင်လာရောခုတ်ပေါ်ကာယခွာရကြအောင်ခုန်ချငါဟေးအဟိနကဆိုပြီးတော့အသက်တပ်ပြီးလဲညှိုးဖြတ်ဟာဟေးဟေးရှင်းဒီမေဘာကောင်းကြီးဟောကြလာတာလူကြလာတယ်ကိုဘာကောင်းကြီးလုံးဖြစ်ရဟေးကတော့ကြကြီးနေကွာဟာရှင်းကတော့ဓာကြီးခုတ်ခါဟာတပ်ဟာဟေးကောင်းကြီးလဲကောင်းပြန်မောင်းဒီတော့ချစ်တယ်လေကွာခုကားလေးဖြစ်လို့လဲတွေနောက်မနဲ့လှဲပြန်မောင်းပြီးတော့ပြေးကြတာဒုံဆိုင်လို့ဒီဟဲတရားနာပြည်သားဒီလဲညှိုးနဲ့ချောင်းရတော့ဟိုလှဲအုပ်ကြီးလိုက်ဟေးမောင်းဒီကောင်မင်းလေးရကွာအခုကောင်ကြီးတော့လိုက်တာပါကြီးဟာကိုလိုကာရာကြီးဖြစ်လို့သေးသူလွတ်နဲ့ဒီလိုလေညိုးလွေဖြတ်ပြီးတော့လာလိုက်တာတောင်ဘိုးပေါ်တင်ထားလိုက်ပဲ1000ပြည့်မလို့ဟိုကောင်ချီသွားဒီကောင်ချီသွားဖြစ်ဖို့ဒီတိုင်းတော့သစ်ပင်ကွာကြတင်ထားအတောင်ရှိတဲ့တရားတွေရဲ့နှုတ်သီးကမလွတ်လက်ညှိုး1000ကမပြည့်နောက်150တယောက်ငါးတွေဘဟက်ကထိုးပြီးတော့ဆွဲလာတာမြင်တော့အကြံပေါ်နေငါလည်းဒီလိုလုံးမှပြည့်ဒီလိုလုံးပြီးလည်းပဲလွယ်ထားတာကောင်းဖြစ်ဘူးလက်ညှိုးတွေကျိုးနဲ့သီးပြီးတော့လည်းပဲလွယ်ထားအဲ့ဒီလိုလ
လက်ညှိုးတွေလဲပင်လွယ်ထားတော့အဟိန္ဒကဆိုတဲ့နာမည်ရင်းပြောင်းလို့တိုင်းပြည်ကပေးတဲ့အင်္ဂုလိမာလဆိုတဲ့နာမည်ကောက်ရတယ်လို့ပေါ်ခဲ့တိုင်းပြည်ကပေးတဲ့နာမည်နော်အင်္ဂုလိကလက်ညှိုးမာလကပန်းအင်္ဂုလိမာလဆိုတာလက်ညှိုးပန်းကုန်ကြီးလွယ်ထားတဲ့လူလို့သူ့နာမည်ဒီလိုပဲရသည်မှတ်ထားဘာဖြစ်လို့အင်္ဂုလိမာလခေါ်မှမသိပဲနေဦးအချို့ကအင်္ဂုလိမာလဆိုတော့ဘာတော့နဲ့ဖြေတဲ့လူကလည်းဖြေတယ်အင်္ဂုလိမာလဆိုရင်အင်္ဂုလိမာလကိုလိုကာလာကြီးလက်ညှိုးပဲလွယ်ထားတဲ့လူကြီးတွေမှတ်ထားကြဒီလိုနဲ့တရားနာပေးတဲ့ရေဖြတ်လိုက်တဲ့လက်ညှိုးတွေညနေတိုင်းကြပါလားဆိုမှဖြင့်ရွာကြီးကြီးသူဝင်စုတွေလုံအောင်ပိတ်မအိပ်ရဲကြစောင့်ကြတော့လည်းပဲတရားနာပေးတဲ့အင်္ဂုလိမာလဖမ်းမယ်ဆိုတဲ့စိတ်နဲ့ဘယ်သူမှမဆောင်ရဲလာတာမြင်လို့ရှိရင်ကိုယ်အိမ်ကကလေးတွေပုံမို့ရှိုးဖို့ခိုင်းမယ်ပြေးဖို့ကြံမယ်သူတို့ကြံတာပဲကြံလိုက်လူသားကောင်အင်္ဂုလိမာလာကြီးဘယ်သူမှဖမ်းမယ်လို့ကြံရဲသူဝင်လာမလားလို့ဆိုမှဖြင့်ရွာထဲကလူတွေအကုန်လန့်လို့ဟောလာနေပြီလာကြဟဲ့ဒီခါလူတွေအင်္ဂုလိမာလာလူသားကောင်ကြီးလာပါဟဲ့လို့ကိုကလေးလေးတွေကိုကွေးတချို့ကိုမရလက်ကိုဆွဲတချို့ကိုလေးလက်ကိုဆွဲတချို့လည်းကိုကအဆွဲတွေပါမှားကုန်တော့ဗောဗျာဟုတ်လူတွေပါလေကိုမှားဆွဲကုန်တာဟိုလူကမှားဆွဲတော့ဒီလူကမှားဆွဲတော့ဟေးဟုတ်ပေါင်းလေကိုကရတယ်တည်ရဆိုငါလို့အဲ့ဒါမှားဆွဲပြေးရလားကိုပြေးသားရဲ့ဒါတော့တရားနာပြေးသားကြီးအဲ့ဒါလို့ပြေးကြတော့သူကရွာထဲကိုဝင်တွေ့တဲ့လူကိုဖြားလက်ညှိုးကားများရှင်းအောင်လွယ်ပြင်းရတာခဏတွေ့တဲ့လူလည်းညှို့ဖြတ်သိအောင်သားငါဟဲ့အင်္ဂုလိမာလာငါဟဲ့အင်္ဂုလိမာလာငါဟဲ့အင်္ဂုလိမာလာဆိုပြီးဝင်းလာတဲ့ကပြေးကြတာတရားနာပြေးတဲ့လွတ်တဲ့လူသေးလူသေးလက်ညှိုးလေးတွေရတော့ဖြတ်ပြီးယူသွားသူပြန်ထွက်ပုံရရှိုးရကနေပြီးတော့ဟဲ့ပါတို့တမီးတို့အဖေအမေမောင်လေးညီမလေးနဲ့လူစုံအောင်ရှာဟဲ့ငါတလေးခုလည်းဒီမတွေ့သေးဘူးဟောတွေ့ပြီလူကလေးမလေးလည်းညို့နဲ့ချောင်ပြက်ပြီးတော့ငါသားကြီးအသက်မရှိတော့ပါဘူးငါသမီးကိုတတ်သွားပြီငါဖေကိုတတ်သွားပြီငါအမေကိုတတ်သွားပြီနဲ့တချို့အဖွားကြီးတွေကြတော့လေဟောတော့တဲ့ကျင်းတော့အင်္ဂုလိမာလာအဖွားကြီးတွေကိုကွာအဖိုးကြီးလဲနေတာတွေ့လို့အသက်ကြီးတဲ့လူသားရင်ထင်ကန်ကြီးထိုက်တယ်လေမယ်ဟောကြီးအဖိုးကြီးအမေလည်းကြောက်မလို့နဲ့နေအော်ဖွားကြီးတွေငိုးကုန်တာရိုးသွားကြပါစို့ဗျာဒါကြာရင်ကျုပ်ပါးတွေရွဲ့ကုန်ပါစို့ရအဖိုးကြီးတွေသေးတချို့ဖွားကြီးတွေသေးဒီလိုနဲ့ဖြတ်သွားလိုက်တာတရားနာပိဋကကြီးတိုင်းပြေစုလို့ညာလို့ဒီထဲတရားနာပိဋကကြီးဟောကျွတ်တို့ကောသလမင်းကလည်းတိုင်းပြေစုစုညာညာကြလို့မူကြီးမရသေနာပတိများမေးကြည့်လိုက်တော့မှန်လားပါဗျာတိုင်းပြေစုညာနေတဲ့ကိစ္စဟာလူတွေဖန်လက်တွေဖြတ်သေးအောင်တတ်နေတဲ့အင်္ဂုလိမာလလူသားကောင်ကြီးကြောင့်တိုင်းပြည်ဟာပုံညာရှိုးကြပြေးကြလွှားကြဆူညာနေကြောင်းပါဗျာယခုရွှေနေတော့ပေါက်ချအောင်ဝိုင်းပြီးတော့တို့ဥတင်ကြတယ်အတန်နေပါဗျာအော်အင်္ဂုလိမာလဟဲ့စစ်တိအင်္ဂါလေးပါဆင်လူသားကောင်တယောက်ကိုတိုင်းပြည်အုပ်ချုပ်တဲ့ငါဘရင်ကမဖမ်းနိုင်တော့အောင်ဖြစ်ရမလားငါကိုယ်တိုင်ထွက်ကောတလတိတပေတော်ညာတော်ဖြန့်ဖမ်းမယ်ဒီကောင်ကြီးတိုင်းပြည်နေသက်တဲ့လူသားကောင်ကြီးဖမ်းရလို့ဟဲ့ဝိုင်းရလို့ထွက်ကြအန္တကပုံနာကြီးကလည်းတရားနာပရိသတ်ကြီးလက်မြောက်ချီမြောက်နဲ့အိမ်ပြောင်းဝင်လာသူ့ဖေအန္တကပုံနာကြီးကသေပစေကြီးကကောသလကဝိုင်းပြီးစစ်တပ်နဲ့သေပစေတော့ဆိုတဲ့ကဘယ်နဲ့ဗျာလူစိုးတစ်ခုလူသားကောင်ရဲ့အဖေလူငါအခေါ်မခံရင်တဲ့ကိစ္စတက်ကတူပို့တော့လေဇာတိကမဖြောင်းသူ့နဲ့ခတ်ကြီးနဲ့အိုးဘယ်ဖြောင်းမလဲလေနဲ့ခတ်ကပါလာတဲ့ကောင်ကိုသေပစေဒီကောင်ရရ
ပုံလေးမကြီးကမန္တန်ဒီပုံလေးမကြီးကပုံနာကြီးတော့တယောက်တည်းဘယ်သူနဲ့ရဖြစ်လားဟေးဘယ်သူနဲ့ရဖြစ်ရမလဲကွာတိုင်းပြည်မှာအင်ကူလီမာလာကြီးလူတွေဖမ်းလက်တွေဖြတ်သေအောင်သားလို့ဒီကောင်ကြီးမြန်မြန်သေးပါစေငါကြည့်ခဲ့တယ်ဟုတ်တယ်ပုံနာကြီးရဲ့ကျုပ်လဲကြည့်သေးတာပဲမင်းကြကြကြည့်သေးဘာလို့လို့ပုံနာကြီးဟေးဘာပြုလို့ရမလဲကွာအင်ကူလီမာလာဆိုတာတခြားမှတယ်မင်းသားဟိနကဗျဟေးပုံနာကြီးတော်ရလို့ပြောလိုက်တာတော့ဟုတ်ပါဘူးကျုပ်သားလေးတက်ကတော့ပညာသင်ပို့ထားတယ်မဟုတ်လားအေးဒီတရားလေးတက်လာမှမသိပဲနဲ့အခုလူတွေဖမ်းနေတဲ့ဖြတ်သေးအောင်ကနေတယ်ကွာဟုတ်ပါဘူးတော့ကျုပ်သားကအဟိနကအခုအင်္ဂုလိမာလာဆိုမိဘပေးတဲ့နာမည်ကိုဘယ်လိုပြစ်တယ်မသိဘူးဟာမက်ကဲကောင်းလက်ရုပ်ပန်းကုန်းကြီးလွယ်ထားလို့တိုက်ပြေကပေးတဲ့အင်္ဂုလိမာလာဆိုတဲ့နာမည်ကြီးရနေတာဟေးမလေးဒီလိုဆိုရင်ကျုပ်သားရဲ့ဒုက္ခဖြစ်တော်မှာပဲဒုက္ခဖြစ်တာမဖြစ်တာပါထားဝိုင်းနေပြီကောသလစစ်တပ်ကဒီကောင်ဒုက္ခဖြစ်တော့မယ်ဖြစ်ပါစေကွာမဟုတ်ဘူးလေပုံနာကြီးတော့ပဲလို့ပြောလိုက်တာတော့ကျုပ်သားလေးလူသားကောင်ကြီးဆိုတော့ဘသူကထမင်းကြွေးကြပါမတော့ဘသူကသူ့အကက်ခံကြပါမတော့ရေလေးတစ်ပေါက်မှတထိုင်ရစားမတရေလောက်အောင်ဒီအလုပ်ကြီးလုပ်နေလို့ကျုပ်သားလေးပါတွေစပြီးတော့ဘယ်နေဘယ်အိပ်ပါလိမ့်မတော့ပုံနာကြီးကျုပ်သားလေးချေကျုပ်လိုက်ပြီးတော့ထမင်းပို့မယ်ပုံနာကြီးရဲ့ဟေးမပို့နဲ့အစိတ်ပင်ကြီးလောက်လူမိုက်ဆိုတာမြန်မြန်သေးမအေးဘာကောနဲ့မဖြစ်ဘူးကျုပ်သွားမယ်ကျုပ်လိုက်မယ်ပုံနာကြီးရဲ့ထမင်းအောင်လေးနဲ့လိုက်ကြည့်အခုတရားနာပြိဿကြီးအမေလို့သူကလည်းထမင်းအောင်လေးရွက်လို့တားလို့သူကလည်းဒီကနေ့လက်ညှိုးပေါင်း1000ပြည့်မှာ1000နဲ့လိုတဲ့နေ့အဖေတွေ့လည်းမရှောင်အမေတွေ့လည်းမရှောင်ဘလို့လက်ညှိုးဖြစ်လူသားမှန်သမျှတွေ့ရင်ငါလက်ညှိုးဖြတ်မယ်ဒီတိုင်းကြုံသွားတာအဋိဋ္ဌာန်ထားတဲ့နေ့ဝိုင်းလိုက်တာကိုတလစစ်တီတော်တွေကလည်းဝိုင်းဟေးဝိုင်းဟာဆိုပြီးတော့ဒီခုလေးမှလည်းလူသားကောင်းကြီးဝိုင်းပြီးတရားနာပိဿာဝိုင်းမလားပိဿာကြီးဝိုင်းပြီးပြုအဲ့ဒါလိုဝိုင်းထားတော့လေအမေလို့သူကဟောကြက်ရအလူကလေးရဲ့သူသားလည်းမမြင်သေးဘူးသားတွေ့ကျင်လုံးလာရင်သားအမေမျက်စိမုံပါပြီသားရဲ့ငါသားရဲ့အမေကိုမြင်ရလှမ်းပြီးတော့ခေါ်လိုက်သားရဲ့နဲ့ထမင်းတောင်းကလေးနဲ့သွားလိုက်တဲ့အင်္ဂုလိမာလာကြီးရက်နေတာတွေ့မုတ်စိတ်တွေပမြိုင်းနေနေဆိုတော့မှတ်မိတော့ဘူးဘောလေသူသားမှလည်းသူမသိတော့ဘူးဟောငါသားလေးထံသွားတာလမ်းဘယ်လိုကောင်းကြီးနဲ့တွေ့နေပါလိမ့်မတော့သားမှမသိဘယ်လိုကောင်းကြီးပါလိမ့်မတော့ငါသူ့ကိုယ်ရှောင်ပြီးငါသားထံရောက်အောင်သွားမယ်နဲ့သားမှမသိလို့ကိုယ်အရှောင်လိုက်ဟိုကလည်းအဋိဋ္ဌာန်ထားတဲ့နေဆရာကတော့ကိုပစ္စည်းလက်ညှိုးတစ်ချောင်းနဲ့လူတော့ငါဟေးအင်္ဂုလိမာလာရေကြီးဖလောက်နဲ့ပေါက်ပြီးခုန်လိုက်ဟေးဟောအိုးဘာကောင်ကြီးတို့အောင်မိတာလက်ဆက်တတ်တော့တာရဲ့မဖြစ်နေပါဘောလားတာရဲ့လူကလေးအဟိနကငါသားချမင်းစားရအောင်အမေလာပို့တယ်ထမင်းမြည်လို့မမှတ်မိပါဦးမလားသားရဲ့လာလေးလူကလေးထမင်းစားရအောင်လာထမင်းနောင်ကလေးခေါင်းပေါ်ကလက်နှစ်ဖက်နဲ့ယူပြီးချမလို့ရင်ဘတ်လောက်အရောက်ငါဟဲ့ထိုးပြီးလိုက်ဟေးဟောဖယားအမေကိုလိုက်တယ်လူကလေးမင်းအမေကိုလိုက်ပြီလားသားရဲ့ပြေးရင်တရားနာပြေးတဲ့ကစင်းခလုတ်တိုက်လေဟောတော့ကုန်ပါပြီပါမင်းတို့ခုလာတဲ့ထမင်းတွေမရှိတော့ဘူးသားရဲ့အမေပေါ်ရငါအမိုက်တွေဖုံနေခဲတွေလွတ်တာလေးကြုံကျွေးမယ်လာသားလက်ခုပ်ကလေးနဲ့ကြုံဒူးကလေးထောင်းသားလာလေစားရအောင်လေသားရဲ့ကိုတတ်မလို့လိုက်နေတာနော်မိခင်ဟဲ့ငါညီညာနှမညာ
မိခင်ရမေတ္တာသိကြီးမှသနော်ဒါလေတာရဲ့ဆန်းရအောင်လို့ခေါ်ပေမယ်လို့လိုက်ပြန်တော့လဲတခါပြေးရရှင်ကလေးမလို့တာရဲ့လူသားကောင်းကြီးအမေကိုတောင်းတတ်မလို့မိုက်ကတာပါလားမင်းလေးဇောင်းပါအိုးအမေတို့တက်ကတူတိုင်ပြေကိုပို့လို့မိရဲ့ဇာကြောင့်ပြန်စဉ်းစားလိုက်စမ်းသားရဲ့တက်ကတူကျောင်းသားကြီးဆိုအဲ့ဒါလေးပညာဆုံးလေးဆိုရင်ပြန်လာလိမ့်မယ်လို့ထင်တာလူကလေးမင်းလူသတ်တဲ့ပညာတွေဘယ်လိုကသင်ပေးလို့တက်လာသလားသားရဲ့ဘယ်လိုသင်ပေးလို့ဒီပညာတွေတက်တယ်လဲသားရဲ့အရင်တော့ကမင်းမျက်နှာလေးရွှေစင်းကဆိုဝင်းလို့အမေမျောခဲ့ပါရဲ့ငါသားကြီးစောစောကမြပေါ်လာလို့ရှိရင်ဒီလိုဖြစ်ရမယ်မဟုတ်ပါဘူးအမေမျောတော့ကတော့မပေါ်ပဲနဲ့အမေလာပဲတော့လူသောကောင်းကြီးပေါ်လေအမေကိုတောင်းလိုက်တဲ့သားပါလားပြန်ပြီးတော့စဉ်းစားလိုက်ပါဦးသားရဲ့လို့သားရတနာလေးမရပြောင်းငါတွေးလိုက်ပါအောင်ပြန်လာရင်အမေမျောမိပေမဲ့သားရဲ့လူလေးမကြီးခစ်ပြရကြကြီးဘဝနဲ့တက်ကတူကျောင်းကပြန်လာမယ်ထင်တာအခုတော့အမလေးအမေမျောတော့ကတော့ပေါ်မလာပဲနဲ့လူသားကောင်းကြီးဘဝနဲ့မင်းပေါ်လာတော့လားသားရဲ့ရနာလေးမရပြောင်းငါတွေးလိုက်ပါအောင်ပြန်လာရင်အမေမျောမိပေမဲ့ဒီကြောပိအောင်အစင်ဆိုးလိုက်တာကသားရဲ့လူလေးနကဟမမင်းအခုတော့ဖြင့်အမေကျွေး၍သိရတော့မှာပါကလာအမေကျွေး၍သိရတော့မှာပါငိုတာဗျာဟုတ်လားငိုတာကတော့မိမကြီးကျုပ်ကယောက်ျားသားဖြစ်မိမသားဆိုတော့တွန့်နဲ့တက်နဲ့ကူရှာရှည်တယ်လည်းမဟုတ်ဘူးနဲ့နည်းနည်းရှည်ပြလိုက်ရအောင်မိမသားဆိုရင်လေသိရတော့မှာအမေဒီတိုင်းသွားမှာဘူးအဲရှည်တယ်လို့တော့အောက်မိတော့ကြည့်တရားနာဖေးစားရေငိုပြီဟိုကငိုပြီမလို့တန်းလို့သူကအမေကိုလိုက်ဒီထဲကောသလကလည်းတရားနာပြိတ္တဘယ်တော့ညာလုံးဖြန့်လို့ဝိုင်းလိုက်တာအင်္ဂုလိမာလာကြီးဝိုင်းခဝိုင်းဟလို့ကောသလရှင်မရဲ့စစ်တပ်ကတိုင်ပြေဒုက္ခပေးတဲ့လူဆိုးကြီးဖမ်းမလို့អော်လိုက်တော့ဟောကြရလားသားရဲ့ဝိုင်းကုန်ပြီလူကလေးရဲ့တိုင်းတုံအောင်ဆိုလိုကြတော့ပူရအမေရကမအေးလိုက်တာကတေခွက်အေးကိုတခါမြင်ရာဇာအရှင်ကိုတလဖေးကိုလားတာရဲ့မောင်ရဲ့ဟေကဟမမင်းဟောဒီတော့ကပြေး၍လွတ်နိုင်ပါမည်လာငါကားကြီးပြေး၍လွတ်နိုင်ပါပြီလာဆိုပြီးငိုတာပါပဲဗျာငိုတော့တရားနာပရိသတ်ရဲ့အမေအလိုက်မစဲသေးဘူးသူကဒီဟဲကျွတ်တို့သုံးတော်ကထောထားနာပြည်ညမြတ်စွာဘုရားကိုတော်မြတ်ကြီးကလည်းရွှေညာတော်ကိုရဲ့ဖြန့်ကျက်ကြည့်လူမိုက်ကြီးညာတော်တွင်သက်ဆင်းလာတော့အင်္ဂုလိမာလာလူတွေဖမ်းလက်တွေဖြတ်သေးအောင်သတ်လူမိုက်ကြီးလမ်းမဆုံးရှာသေးပဲကိုငါဖယားကြွရဲ့ဖြစ်သူရဲ့ဥပနိပြရှိမရှိကြည့်လိုက်တော့ဒီကနေ့ပင်လျင်အေဟိဘိက္ခုယဟန္တာဖြစ်မှာမြင်တော်မူသဖြင့်ဘုရားကိုယ်တော်နဲ့ကြွလာရောဘုရားကိုယ်တော်နဲ့ကြွလာတာကတရားနာပြိဿရေယဟန်ကြီးအောင်ဖန်ဆင်းပြီးတော့ကြွလာယဟန်ကြီးအောင်ဖန်ဆင်းပြီးတော့ကြီးပိုက်ပြီးတော့ကြွလာအမေနဲ့သားရဲ့ကြားထဲကဘုရားဖြတ်ကြွပိဋကကြီးဟိုအရေးကြီးတော့ပါတယ်သွေးနီးမှဘုရားကိုယ်တော်မြတ်လည်းယဟန်ကြီးအောင်ဆောင်ပြီးကြွလာရောအရေးကြီးသွေးနီးမှဆိုတဲ့စကားလို့အမေဆိုတဲ့သွေးကလေးကတိတာမျိုးတော်ပြီအမေလည်းညှို့မဖြတ်ဘူးအမေလွတ်စီတော့အမေလည်းညှို့ငါမဖြတ်တော့ဘူး
ဟောဒီကြားရကဖြတ်လာတဲ့ဟန်ကြီးလည်းညုံငါဖြတ်ရဟန်းကြီးလည်းညုံငါဖြတ်မယ်မပြေးဘုရားလိုက်မပြေးနဲ့ဆိုပြီးလိုက်ပြေးပါအောင်ဘုရားတလှမ်းရင်မကြွတလှမ်းရင်ကြွတာကိုသူကနောက်ကလိုက်မိဘူးဧသားကြီးဘုရားတလှမ်းရင်ကြွတာကိုမိဘူးနော်ဘယ်မိမလဲသူခြေတော့ကနောက်ပြန်ရောက်ကျွတ်တို့ပွဲတွေကလူရက်တွေပလိတ်လုတ်ပြီးတော့လူစိုးလိုက်တယ်လို့ပေါ့ဇက်ခုံကကျင်းတာအဟုတ်လိုက်လေထိုးကြသေးကုန်မှာဆိုတော့နောက်ပြန်နင်းနေရအခုသူခြေတော့လည်းဒီလိုဖြစ်နေတကောပြိဿရဲ့ခြေတော့ကနောက်ပြန်ရောက်ဒါပေမဲ့လို့သူပြေးနေတာကိုဖျားပြေးတယ်တဲ့သုံးယူတဲ့ခရီးကိုတဟုန်ဒီပြေးနိုင်တဲ့အင်္ဂုလိမာလာဖျားတလန်းချင်းကြွတာမမိဘူးအဖေတော့သူကဘာပြောချွေးတွေတန်နေများထွဲဘုရားတလှမ်းချင်းကြွအိုးယဟန်ကြီးပြစ်သေးရမှာကြောက်သလားဘယ်နေကြောင့်တော့ပြေးနေရတာတော့ဘုရားကိုကြောက်သလားတဲ့ဒီတော့ဘုရားကိုတော်မြတ်ကဘယ်လိုမိန့်တော်မူပါလဲခြေသားအင်္ဂုလိမာလာငါဘုရားမပြေးတင်သာပြေးတော်သည်ဟဲ့ငါဘုရားမပြေးပါဘူးကွ